ကျွန်တော်ကားဝယ်ခိုင်းတဲ့အချိန်တာပဲဖြစ်ကျွန်တော်ကားဝယ်တာပဲဖြစ်ဘယ်လောက်အရေးရှိလဲဆိုကျွန်တော်ပြဒါအယောင်းဝယ်စာချုပ်ဆိုလဲကျွန်တော်ဒီမော်ဒကာအဖွဲ့ဒီကစာချုပ်ပေါ့နော်အဲ့စာချုပ်လေးတုံးတယ်ပြီးရင်ကျွန်တော်ဒီဆက်စာချုပ်လေးလဲကျွန်တော်တောင်းတယ်ပေါ့နော်ဆက်စာချုပ်လေးလဲယူရဲအပြင်ပြင်ထားတဲ့ပေါက်ချာလေးယူရဲဒါကားပြင်ထားတဲ့ပေါက်ချာလေးရှင်ယူရဲပြီးအုံနာဘုတ်ဒီဘိုင်အကုန်စစ်တယ်ပြီးအုံနာဘုတ်ဆိုရင်လည်းကျွန်တော်ကတစ်ခါလဲ9000 challenge တွက်လေးလဲတရဝင်လေးပေါ့နော်ရင်းစစ်တယ်ဒါဆိုမှ9000 challenge တွက်လေးရဒီနေ့စစ်ထားတာဒါဒီမှာသူ့ရဲ့ပေါက်ချာလေးဒါဆက်စာချုပ်တွေအကုန်ယူတာပေါ့နော်နာမည်ပေါက်ဆိုရင်လည်းနာမည်ပေါက်ရဲ့မှတ်ပုံနေတကောင်ချင်းလဲယူသေးတယ်ပေါ့နော်ရောင်းလိုက်တဲ့လူကလည်းဒီကားကိုအပီးမေးလိုက်လို့ရတယ်ဝယ်သွားတဲ့လူကလည်းဒီကားနဲ့ပတ်သက်ပြီးတော့နောက်ပြန်ပြီးတော့ပြဿနာတွေအတွက်လည်းမရှိတော့ဘူးပေါ့ရှင်းလင်းလေးကင်းရှင်းလေးဖြစ်သွားတာအဲ့လိုမျိုးတော့ကျွန်တော်အမြဲလုပ်တယ်ဘာလို့ကျွန်တော်လဲနောက်မှလိုက်ပြီးတော့ဒီပြဿနာယူလိုက်ရှင်းရတဲ့အလုပ်ကျွန်တော်လည်းမကြိုက်ကျွန်တော်ရောင်းရင်လည်းပြစားရောင်းတယ်ဝယ်ရင်လည်းပြစားဝယ်တယ်အဲ့လိုမျိုးဝယ်ပြီးရောင်းပြီးဆိုရင်လည်းအဲ့လိုမျိုးပဲဒါလေးကိုပြောချင်တာအခုဆိုရင်ဒါ feeder type C လေးပေါ့ feeder type C လေးကိုကျွန်တော်ဝယ်ပြတဲ့ဟာလေးကိုတတိယလို့ကျွန်တော်ဗီဒီယိုလေးတင်ပြတာဒီနော်